အားလုံးမင်္ဂလာပါဂျိတ်ပုတ်ကိုစိုင်းပေးရနေပြီးကြိုးဆိုပါတယ်ကျွန်တော်ဒီကြောက်လေးကိုမန္တလေးမဟာအောင်မြေကြောက်မြက်ရနာဝိုင်းမနက်ခင်းဝိုင်းလုံခင်းဆောင်အလယ်လန်းထဲကနေပြီးကျွန်တော်တွေ့ခဲ့တာပဲဖြစ်ပါတယ်ဗျကြောက်လေးကိုကြည့်လိုက်တဲ့အချိန်မှာစာကလေးအမွှေးနှုတ်ထားသလိုပါပဲအခွန်ချုပ်ပြီးအယောင်တင်ထားပြီးမယ်လေကျွန်တော်ဝေခါမော်ဆိုတာကတော့သိပါတယ်ဒါနဲ့စကားမဆက်ကျွန်တော်မိတ်ဆွေတွေအနေနဲ့အမွှေးနှုတ်ပြီးအခွန်ချုပ်ထားတိုင်းဝေခါမော်ဆိုပြီးတော့ဓာမီနဲ့မထောက်ပါနဲ့လူနဲ့မော်မထောင်တော့ရွာရတတ်ပါတယ်ကျွန်တော်ဒီကြောက်လေးကိုအနာလဲရှင်းတဲ့အတွက်ခေါင်းပါးပါးလေးနဲ့ပဲကြီးကြီးလေးထုတ်မယ်ပေါ့ဗျာဒါနဲ့ကျွန်တော်ဒီကြောက်လေးကိုဈေးစမေးမယ်ပေါ့ဈေးစာမမေးခင်မှာကျွန်တော်အသက်50ကျော်ပွဲစားအန်တီကြီးကိုကျွန်တော်မမလို့ခေါ်ပြီးမမဟိုတနေ့ကမမရောင်းပေးလိုက်တဲ့ကြောက်ကိုကျွန်တော်မင်္ဂလာဖြစ်တယ်နော်လို့ကျေးဇူးလည်းအများကြီးတင်တယ်လို့ကျွန်တော်တော်လုံးမဟုတ်ပါဘူးလို့မမစိတ်ရင်းစေတနာအမှန်နဲ့ဈေးအများကြီးမခေါ်ဘဲနဲ့မှန်မှန်ကန်ကန်ရောင်းပေးလို့မင်္ဂလာဖြစ်တာပါလို့ပြောတော့အေးပါတဲ့ဝမ်းသာပါတယ်တဲ့ဒါနဲ့ဒီကြောက်လေးကဘယ်လောက်လဲဆိုတော့ပိုင်ရှင်ကတော့15သိန်းခေါ်ခိုင်းထားတယ်ငါမောင်ရေးတဲ့ဈေးပေးကြည့်ပါတဲ့မမလက်ထဲမှာတော့3သိန်းပေးထားတယ်တဲ့ပိုင်ရှင်က9သိန်းလောက်လိုချင်တာဆိုတော့မမလည်းမမေးတော့ဘူးတဲ့မမရဲ့3သိန်းထိတော့မလုပ်ပါနဲ့ပိုင်ရှင်ကိုပြောပြပါလို့3000နဲ့မောင်းထိုးလိုက်ပါလို့ဒီည7နာရီမှာမန်ယူကချက်စီကိုရန်သူလိုသဘောထားပြီးအပီကစ်မှမလို့3000နဲ့ပဲရောင်းပေးလိုက်ပါလို့ပြောပြီးမမတော့ကျွန်တော် lucky 9000ထည့်ပေးမယ်လို့ပြောပြီးတော့ကျွန်တော်ဒီကြောက်လေးကို3000ခွဲနဲ့ရခဲ့တာပဲဖြစ်ပါတယ်ဒါနဲ့ဒီကြောက်လေးကိုကျွန်တော်အိမ်ရောက်တော့ကျွန်တော်ကိုယ်တိုင်ပဲဖြတ်တယ်ပေါ့ဗျာစုစုပေါင်း7ပွင့်ရတယ်ပေါ့ဒါနဲ့ကျွန်တော်ဒီကြောက်လေးကိုတစ်ခါလေးတွားပြီးသွေးခန်းလိုက်တယ်သွေးပြီးတဲ့အချိန်မှာဒီခေါင်းပွင့်တစ်ပွင့်ကတော်တော်ကိုလှတယ်ဗျာလုံးဝ body သားနီးပါပဲရည်တဲ့ချိုင်တော့ပျောက်ပါတယ်အဲ့လိုပြောတော့ကျွန်တော်တငယ်ချင်းကဟာမဖြစ်နိုင်တာကွာအဲ့လောက်ကြီးတော့မဟုတ်ပါဘူးအဲ့ဆိုမင်းစကိုင်းတရားပေါ်လိုက်ခဲ့လို့ပြောတော့ तू မလိုက်ခဲ့ဘူးဗျာကျွန်တော်ပြောတာကို तू ယုံသွားတယ်ဒါနဲ့ကျွန်တော်ဒီကြောက်လေးအားလုံးကိုစုစုပေါင်းကျွန်တော်9သိန်းနဲ့ပဲရောင်းပေးလိုက်ပါတယ်ဒီည7နာရီမှာမန်ယူနဲ့ချယ်ဆီရဲ့ကိုရလက်ကလေးကိုခံမှန်းပြီးမိတ်ဆွေတို့အနေနဲ့ကျွန်တော် comment မှာတစ်ချိန်ပဲရေးပေးခဲ့ပါမှန်ကန်တဲ့သူကိုကျွန်တော်ကညံပူစော်ကအနေနဲ့ဖုန်းမင်9000ဖြည့်သွင်းပေးသွားမှာပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်